ကြာခဏဖြစ်လိရှိတဲ့ရင်တုံချင်းပေါ်မှားယွင်းတဲ့အယူဆလေးနဲ့ပေါ့နော်ရင်တွေကိုတလက်လက်တုံတိုင်းနှလုံးရောဂါရှိရလို့ပြောလို့ရှိတာမှန်ပါသလားပေါ့လူတိုင်းရင်တလက်လက်တုံမှုတဲ့ဥမာထားပါတော့ရုပ်တရက်ကိုမကြားခြင်းတဲ့သတင်းဒါမှမဟုတ်ဝမ်းသာစရာစကားပုံမှန်ဖြေရိုးဖြစ်စဉ်မဟုတ်ဘဲနဲ့ပြောင်းလဲသွားတဲ့ဟာမျိုးကြရင်ရင်တုံချင်းကယောဂလက္ခဏာတစ်ခုပဲဖြစ်တယ်အခြေခံယောဂအကြောင်းရင်းကိုရှာဖွေဖို့လိုတယ်အဲ့လိုရှာဖွေပြီးတော့အဲ့ဒါကိုကုဖို့လည်းလိုတယ်ပေါ့နော်တကယ်ပဲနှလုံးယောဂရှိရလားသွေးရောကျဉ်တာလားပေါ့ခါကျရင်အစားအသောက်လူနေမှုပုံစံနေနဲ့စိတ်ခံစားချက်တွေပုံမူတည်ပြီးတော့လေခိတ္တခဏရင်တုံချင်းနေနဲ့ဖြစ်ရပါတယ်နော်ပြီးရင်ခန္ဓာကိုယ်ထဲမှာတကြားတက်နေတာမျိုးတို့ကောင်ဟိုက်ဒရိတ်လို့ခေါ်တဲ့ခစီးတက်နေတာမျိုးတွေကြောင့်အောက်ဆီဂျင်နေတာမျိုးကြောင့်လည်းရင်တုံတာဖြစ်နိုင်ပါတယ်ရင်တုံချင်းကအမောပေါက်ခြင်းလားပေါ့ဒါမှမဟုတ်ပါဘူးနော်စိတ်ဖိစီးမှုတွေကဖိန်တက်ရောတာတွေဖျားတဲ့အချိန်မှာကိုခါနေတဲ့ချိန်မှာအားကစားတွေအများကြီးလုပ်ဖြစ်တဲ့ချိန်မှာသွေးအားနေတဲ့ချိန်တွေမှာလည်းဒါဖြစ်တတ်ပါတယ်ရင်တုံချင်းတိုင်းတော့နှလုံးရောဂါလို့ပြောလို့မရဘူးလို့နှလုံးရောဂါတွေမှာတော့ရင်တုံတတ်ပါတယ်အသက်အရွယ်ပေါ်မှာလည်းမူတည်ပါဘူးငယ်တဲ့ဟာဆိုမင်းတို့လို့ပါဆိုလဲအဲ့လိုပဲလीနော်သူကအဲ့လိုမျိုးနှလုံးသွေးရောကျင်းနေရနေရုပ်တဲ့အမောဖောက်တာမျိုးတွေပေါ့လေ့ကျင့်လုံနေစမှာနှလုံးခံမြန်းတယ်ဒါခဏတစ်ဖြုတ်စင်တော့ပြဿနာမရှိပဲလို့မကြာခဏရင်တုံနေအပင်မခံနိုင်ဘူးအောက်ဆီဂျင်နဲ့လက္ခဏာတွေပြတယ်အာရုံစိုက်မှုမရှိတော့ဘူးဆိုရင်တော့စစ်ဆေးတင်ပါတယ်နော်ဆိုတော့လူကျန်းမာနေတယ်လို့ထင်ရတော့ကြတယ်နှလုံးကျန်းမာရေးကိုစစ်ဆေးတင်ပါတယ်ဘာလို့ဆိုတော့ကျွန်တော်တို့ကရင်ခေါက်လည်းပြောဘူးတယ်သွေးရင်းအဆီဓာတ်ကိုစစ်ဖို့လိုတယ်စစ်နှစ်ကနေစားပြီးတော့ silent killer ဆိုတာသူကဖြည်းဖြည်းချင်းနဲ့ပေါ့လူကသွေးကြောတွေအများကြီးရှော့ခါကြတော့နှလုံးကိုသွေးကြောထောက်ပံ့မှုတွေကတစ်ခုမဟုတ်တစ်ခုပေါ့လမ်းကြောင်းသုံးမှုရှိတယ်သွေးကြောကြီးသုံးကနေထောက်ပံ့နေတော့ကျန်တဲ့နှစ်ခုကလုံနေတစ်ခုကတော့ခုနပြောသလိုမကောင်းတာဖြစ်နိုင်တယ်ဒါမျိုးကစစ်ဆေးမှတစ်ခါကျရင် silent killer ဆိုတာဘာတိတ်ဆိတ်လူသက်သမားဖြစ်နေတယ်အကြောင်းတစ်ခုအကြောင်းရင်တုံတာရက်သွားပြီးဆရာဝန်ဖျားတာမလိုပါဆိုတာဒါလည်းမှားပါတယ်နော်အဲ့ချိန်မှာအကျိုးပြသခြင်းအဖြစ်ကျွန်တော်လိုအပ်တဲ့စစ်ဆေးမှုတွေလုပ်ပြီးတော့အရေးပေါ်အခြေအနေကိုရောက်တဲ့အထိမဆောင်တာကောင်းပါတယ်နော်အဲ့တော့ဘာတွေကိုမလုပ်သင့်လဲလုပ်သင့်လဲပေါ့ကဖိန်းတက်ပါဝင်တဲ့အစားအသောက်တွေအလွန်ကျူးမစားဘူးနော်မစားနဲ့လို့ပြောဖို့ပါဘူးနော်ကော်ဖီအားဖြည့်ချိုရည်လက်ဖက်ရည်လက်ဖက်အားဖြည့်ချိုရည်တော့လုံးဝမတောင်းဘူးနော်နောက်အရက်အလွန်ညွန်တောင်းသုံးဆွဲရတယ်အဲ့ဒါကို holiday heart syndrome လို့ခေါ်တယ်ရုံးပရက်ဆိုတော့တောက်ကြနေဆိုရင်ကျွန်တော်ဝယ်ရတယ် golden friday ဆိုပြီးခြာလीเนาะအဲ့တော့ဆေးလိပ်တောက်ခြင်းပေါ့နော်ဒါကြရေးကြည့်တဲ့အချက်သုံးချက်ပေါ့နော်နောက်တစ်ခါကျတော့ရေတက်ခန်းချောက်တာတွေပြည့်ဝတဲ့အိတ်ဆက်အနားယူမှုမရှိတာတွေဆိုရီယမ်များတဲ့စားသောက်တွေ ready made စားသောက်ခောက်ဆွဲတွေဒါတွေစားရလဲပြည့်အောင်တက်ပြီးတော့လုံးကြမ်းမရင်ဟွာဖြစ်ပြီးရင်တုံပကနုဖြစ်တတ်တယ်အစာစားချိန်မှန်မှန်တာကြော်လွန်တာပေါ့အစာကို fasting လုပ်တာမပါဘူးเนาะကျွန်တော်ပြောခန္ဓာကိုယ်ပိန်ရင်တော့ကယ်လိုရီကိုလောင်ကျွမ်းမှုများအောင်လို့ဆိုပြီးတော့ fasting လုပ်တာမပါဘူးသူကအချိန်မှန်မှန်စားတယ်ကျွန်တော်ပြောချင်တာအချိန်မှန်မစားတာအချိန်ကြော်လွန်တာမျိုးပေါ့နော်လေ့ကျင့်ခန်းပုံမှန်မလုပ်တာကွာစိတ်ဖိစီးအမြဲခံစားရတယ်ဆိုရင်ဒါတွေကိုပြန်ပြီးတော့ဘန်းအောက်လုပ်ဖို့ဘန်းအောက်လုပ်တဲ့ဆိုတာဘာလို့ဆိုတော့ဒါကြီးကိုထက်လဲတွေးပြီးတော့ဓာတ်ကြီးပေါ်မှာပဲစိတ်ခံစားချက်များနေစိတ်ဖိစီးမှုတာပို့ပြီးတော့အသားတွေထက်လာမှာဖြစ်တယ်အဲကြောင့်မို့ကျွန်တော်တို့ဒါတွေအတွက်စိတ်ပြေချောင်းဖြစ်အောင်ကိုယ့်အတွက်နှီးနှန်းရှာတာဥပမာယောဂကျင့်ရင်လားတယောက်နဲ့စကားပြောလိုက်ရင်လားဖျားရှင်ခိုးလိုက်ရင်လားဒီစင်ကန်လှုပ်လိုက်ရင်လားတယောက်တည်းလင်းချင်းခံလိုက်ရင်လား vacation တွေထွက်လိုက်ရင်လားဒါမျိုးတွေပေါ့နော်ဒီမှာဆိုကဖိန်နေတဲ့ drug ဆိုပြီးတော့နှလုံးခုန်မြန်တာဘာကြောင့်လဲဆိုတော့ ECG ဆွဲတာမျိုးတို့နှလုံးဆန်းသက်တာမျိုးတွေလုပ်တင်တယ်အဲ့ထက်နားယူဖို့လိုတယ်ရက်မတောက်ဖို့နော်ဒါကခုနပြောသလို holiday နော် drink alcohol syndrome နဲ့တော်တော်ဆိုးပါတယ်နော်အဲ့ heart syndrome တွေကနေနော်အားလုံးပဲအကျမရင်းနဲ့ပြောညီတဲ့အချက်လက်တွေကိုလှုပ်ဆောင်ပြီးတော့နှလုံးခုန်ညင်တုံခြင်းကနေကင်းဝေးကြပါသည်